မင်္ဂလာပါကျွန်တော်ဒီလိုကိစ္စတွေသိပြီးတော့မပြောတတ်ဘူးပေါ့နော်။ဒါပေမဲ့လည်းဒါမျိုးသိပြီးတော့မတင်လေးမရှိဘူး။ဒါပေမဲ့ဒီတစ်ခေါက်တော့ကျွန်တော်အကိစ္စလေးကိုနည်းနည်းပြောချင်ပါတယ်။အရင်တော့ဒါမျိုးတွေအရန်များတယ်ဗျ။ဒါပေမဲ့ခုနောက်ပိုင်းမှာသိမရှိတော့ဘူးလို့ကျွန်တော်ထင်ခဲ့တာပေါ့နော်။ဒါပေမဲ့အလုံးလုံးနေတဲ့အချိန်မှာ uniform ကြီးတခါခါနဲ့ကျွန်တော် TikTok ရိုက်တဲ့ကိစ္စတွေပေါ့နော်။ခင်ဗျားတို့အနေနဲ့ပေါ့နော်ဒါကိုယ့်အနေကိုအပျော်ပြက်နေပဲဖြစ်ဖြစ်ကျွန်တော်နာမည်ကြီးခြင်းလို့ပဲဖြစ်ဖြစ် like ရခြင်းလို့ပဲဖြစ်ဖြစ်ပတ်စံရခြင်းလို့ပဲဖြစ်ဖြစ်ရိုက်လိုက်တဲ့အရာတစ်ခုကနိုင်ငံသားတစ်မျိုးလုံးရောကျွန်တော်မြန်မာလူမျိုးတစ်မျိုးလုံးမှာကျွန်တော်ထိခိုက်သွားနိုင်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်ထည့်ပြီးတော့စဉ်းစားစေချင်တယ်ပေါ့နော်။ငါတယောက်တည်းဟုတ်တာပဲကိစ္စမရှိဘူးလို့ကျွန်တော်တွေးလို့မရဘူးပေါ့။အရက်တော့ပြီးကားမောင်းသလိုပဲတကယ်ဖြစ်သွားခဲ့တယ်ဆိုရင်ကျွန်တော်လူမျိုးလိုက်နာမည်တက်ပြီးကောင်းစင်တက်ပြီးတော့လာမှာပေါ့။ရေကုန်ရေကန်းစူးစမ်းနေတဲ့မြန်မာလူမျိုးတွေလူငယ်တွေအကုန်လုံးရဲ့ကျွန်တော်အခွင့်အရေးတွေပါအများကြီးထိခိုက်သွားနိုင်တယ်ပေါ့နော်။အလုပ်ကိုဝင်ကြတဲ့ကွာဒါမျိုးတွေမလုပ်ရဘူးဆိုတော့ကြိုပြီးတားပြီးသားပေါ့နော်။တကယ်ကျွန်တော်တို့အဲ့လိုမျိုးတင်လို့ပြဿနာတစ်စုံတစ်ရာဖြစ်လာပြီဆိုရင်ကျွန်တော်စိုင်းနေမန်နေဂျာတွေကလည်းကျွန်တော်တို့ခွင့်လွှတ်နေမှာမဟုတ်ဘူးပေါ့။စိုင်းရဲ့လုပ်ငန်းခွင်နှောက်ယှက်ဖြစ်စီမှုကုန်သိက္ခာညှိုးနှွမ်းစေမှုဒီလိုဟာတွေနဲ့ကျွန်တော်တို့တရားစွဲခံရနိုင်တဲ့အထိဖြစ်သွားနိုင်တယ်ပေါ့နော်။အဆိုးဆုံးအဖြစ်တဲ့အနေနဲ့တော့ကျွန်တော်ထောင်3နှစ်ကြာတာတို့ဒါမှမဟုတ်ဒီဂျပန်ငွေနဲ့ရန်ငွေနဲ့150ဒဏ်ကြေးပေးဆောင်ရတာဒီဖြစ်သွားနိုင်တယ်ပေါ့။အဲ့တော့အဲ့ရန်150ဆိုတာကလည်းဒါဒီတရားဥပဒေရသတ်မှတ်ထားတဲ့ငွေကြေးတစ်ခုပေါ့နော်။ဒါနဲ့ပြီးသွားလောက်ဆိုမပြီးဘူးနော်။စိုင်ဘက်ကနေပြီးတော့ခုရောင်းချောင်းပိတ်ခံလိုက်ရတာမျိုးတွေစိတ်ကဲနေတာမှုတွေရှိသွားတာမျိုးတွေရောင်းအားကျသွားတာမျိုးတွေဆိုရင်စိုင်ဘက်ကပါရော်ချေးတောင်းလာရင်ကျွန်တော်တို့ကပေးဖို့ပေးရမှာ။ပေးကြတဲ့ရန်ကိုတန်းနဲ့ချီပြီးပေးရနိုင်တဲ့ခြေရှိတယ်ပေါ့နော်။အဲ့တော့ကို့မှာပတ်စံပေးစရာမရှိရင်နောက်ဆုံးကျွန်တော်တို့ကို့နိုင်ငံမှာရှိတဲ့မိဘတွေအထိပါဆက်သွယ်ပြီးတော့ရော်ချေးတောင်းဆိုတာမျိုးတွေတရားစွဲခံရတာမျိုးတွေဖြစ်လာနိုင်တဲ့အထိကိုကျွန်တော်တို့ဒါကြီးကြီးမားမားဖြစ်သွားနိုင်ခြေရှိတယ်ပေါ့နော်ဒီ uniform မှာရှိတဲ့ဒီ design တွေပုံနေဆိုတာကရိုက်တင်နေတဲ့သူတွေအနေနဲ့ထိုင်တဲ့ဟာတွေမဟုတ်ဘူး company ရဲ့ brand တစ်ခုဖြစ်တယ်လို့ company ရဲ့ဂုဏ်သိက္ခာလည်းဖြစ်တယ် like ရဖို့ view ရဖို့အတွက်နဲ့တော့ကျွန်တော်တို့ကိုယ့်ဘဝတော့ကိုယ်အပြတ်မခံတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်နောက်ပြီးတော့တင်ထားတဲ့သူတွေရှိရဆိုရင်လည်းပြန်ပြီးတော့ဖြတ်လိုက်ပါကျေးဇူးအများကြီးတင်ပါတယ်